င်္ဂလားဒေ့ရှ်ရဲ့မြက်ကမ်းဖမ်းဆီးပွဲနှင့်အားကို6တွန်းကျင်သောဇညွန်ဟောင်းဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့နှင့်ယူနွတ်အစိုးရသည့်ဖို့အိတ်ဖွင့်ပေးစာဇလန်းစင်ရင်လဲနည်းနည်းလေးတော့ယုတ်တိရှိအောင်ဆင်ကြပါဦးအခုဖမ်းမိတဲ့သတင်းကိုကြည့်ရတာရှက်တက်ရင်ကိုမျက်နာကိုအိုးမဲတုတ်ထားရမယ့်အခြေအနေပါ equipment ဆိုတာဘာလဲအရင်ဆုံးမသိနားမလည်တဲ့သူတွေအတွက်ရှင်းပြရရင် equipment tactical equipment ဆိုတာစစ်တီတဦးရဲ့ကိုရင်းကိုပိုင်ဥပမာကြီးစံထဲတဲ့ကြီးပေါက်အိတ် magazine pouches ခပတ် webbing ကြောပိုးအိတ်နဲ့ဒအိမ်စတာတွေပါဝင်ပါတယ်ဒါဟာလက်နက်မဟုတ်ဘူးလူသက်တာမဟုတ်ဘူးစစ်တီတယောက်အတွက်ပစ္စည်းကိရိယာအသုံးဆောင်တသက်ပဲဖြစ်ပါတယ်ရေစရာကောင်းသောတရားခံနှင့်နာမည်များဖမ်းမိတဲ့သူတွေရဲ့နာမည်ကိုကြည့်လိုက်ပါဦး Shahjahan, Midi Ilyas, Atikur Rahman ဒီနာမည်တွေထဲမှာရခိုင်နာမည်တစ်ခုခုပါသလားဒါမှမဟုတ်အာရခတက်တော်နဲ့ဆက်ဆက်တဲ့